ဒီနေ့ကတရားကြနေနော်တရားကြနေဆိုတော့ခါတိုင်းနှစ်တည်းဆိုလို့ရှိရင်စပြီးတော့ပြောကြပါရရေပက်ကြနေစူးကြညံကြတောင်းကြပေါ့နော်ဒါပေမဲ့ဒီနှစ်မှာကြတော့တရားကာလဟာကိုယ့်အတွက်အမြတ်ထုတ်နိုင်တဲ့ကာလဖြစ်ပါစေအမြတ်ထုတ်နိုင်တယ်ဆိုဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်လေးကျင်မှုပေါ့ခါတိုင်းဆိုရင်တော့တရားကာလကိုစိတ်ကိုလွတ်ပြီးတော့ပျော်ပါနေတဲ့အချိန်ဒီခါတော့ပြောင်းပြန်ပေါ့ကိုယ်စိတ်ကိုထိန်းပြီးတော့ကိုယ့်ရဲ့ဘဝရည်တည်ရေးအတွက်ကိုဘယ်လောက်အောင်မြင်ဖြစ်အောင်လို့နေနိုင်လဲဆိုတာအဲ့ဒါကိုလေ့ကျင့်မှုကိုစမ်းသပ်ဖို့ကာလတစ်ခုနေနဲ့နေစေချင်ပါတယ်တချို့အပေါ်ရက်ွက်ထဲမှာရေပက်လို့မရဘူးလားရက်ွက်ထဲမှာယောဂမလာဘူးလို့ထင်လို့လားဘယ်နေရာမှာဖြစ်လူစုဝေးလုပ်လို့ရှိရင်တော့ယောဂဝင်နိုင်တာပဲဒီတော့ကိုယ့်အိမ်ထဲမှာကိုယ့်ခြံထဲမှာတောင်မှအပြင်ကလူတွေဖိတ်ပြီးတော့စုဝေးပြီးတော့ရေပက်ရင်လည်းယောဂပါလာနိုင်တာအလုံးဝမလုပ်ပါနဲ့ဒီတစ်နှစ်တကြံဟိုမှန်ကန်ကြော်သွားလိုက်လို့ရှိရင်နောက်နှစ်တကြံကြာလို့ရှိရင်အတိုးနဲ့ပျော်လို့ရပါတယ်အဲ့ဒီဟာအတွက်လည်းအကူအညီပေးခြင်းပါတယ်ဒါပေမဲ့အခုဒီနှစ်မှာတော့အားလုံးရဲ့အကျိုးကိုယ့်ရဲ့အကျိုးအတွက်ကိုယ့်စိတ်ကိုချင်းပြီးတော့နောင်ကြလို့ရှိရင်ပြန်ပြီးစဉ်းစားလိုက်လို့ရှိရင်ကိုယ်နိုင်ငံအတွက်အင်တာမဂုဏ်ယူစရာတရားတစ်ခုဖြစ်အောင်လို့ကြိုးစားကြပါလို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးကျန်ကာလမှာကြမ်းမှချမ်းသာကြပါစေ